တာဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံမှာကျင်းပနေပြီပဲဖြစ်ပါတယ်ဒီစီးကိန်းပြိုင်ပွဲကြီးရဲ့တနေ့တာချင်းပြိုင်ရင်ခုန်စိတ်လှုပ်ရှားစရာအခိုက်အတန့် မောင်ရင်ပြုလုပ်ခဲ့ပြီးတော့ဝတ္တငီထွန်းရဲ့အတွင်းကိုတော့ခွင့်ပြုပေးရလည်းဖြစ်ပါတယ်ဝတ္တငီထွန်းရဲ့အဆုံးသက်ချက်တွေကိုတောက်လျှောက်ဟန်တားနေခဲ့တဲ့အစလန်နူရဲ့ဒီချိန်ဘောလုံးထိသိမ်းမှုကတော်တော်လေးလိုအပ်ချက်များနေခဲ့ပြီးတော့ကြာလဲခွင့်ရတော့ဝတ္တငီထွန်းဒီချိန်မှာတော့အမှားမရှိဆုံးသက်ခဲ့ရလည်းဖြစ်ပါတယ်ဒီတွင်းကိုကြောင့်တော့ဝတ္တငီထွန်း